န်လေးကိုကြိတ်တော့ထင်မသေးနဲ့ကောင်းနေလဲကောင်းတယ်ဘသူမှထင်သေးဖို့မလိုဘူးနော် grand final ဆော့နေရတယ်လည်းထင်ကြီးဖို့မလိုလားဘယ်သူမှလည်းထင်ကြီးရမလို့ထင်လဲကြီးရမလို့ကျွန်တော်တကယ်ပဲမန်ညီတို့ကိုမန်မှာလည်း AC လို့ဝိုင်းမှန်ပြီနော် AC မြန်မာ AC ပဲဟိုနောက်ဆုံးပဲတဲ့အိတ်နိုင်သွားပြီထင်တာလို့နောက်ဆုံးပဲတဲ့ BY ချစ်ဖို့ကောင်းတယ် AC ပဲအခုလည်းတကယ်အောက်မှာ AC ပဲဟောနေတာပေါ်ဒီပါစား AC ပဲညီတို့ AC ပဲ ဇုံနဲ့ကလည်း team spirit ဇုံနဲ့ကလည်းတော်တော် strong လာပဲဒီကောင်လေးဟုတ်တယ်ကစ်ပေါ်မှာခဲရနဲ့ကျူသွားတာပါတာကွာဒီကောင်နည်းနည်းအသက် survive သွားတော့ပွဲရနည်းနည်းကြာသွားတော့ AC တော့ညီတို့ AC နော်ဟုတ်ပါဘူးဆက်ဆက်လာတော့တော်ဆော့နေရတာပါဒီကောင်လေးအကောင်းဆုံးဘက်တောင်တော်တော်ဆော့နေရတာ AC ဘာမှမဖြစ်ဘူးဟုတ်တယ် AC ပဲတော့ညီတို့နောက်မှလည်းလုံးဝတကယ်ထိန်းထားပေးရနော်အနောက်မှလည်း back line မှလည်းတကယ်ဒီ2ယောက်လောက်ထိထိန်းထားတာချစ်ပြရဲ့ပေါ်တယ်ပါကြီးရတယ်နည်းလမ်းသွားတာတော့ရန်ကောင်းမှလည်းဆောင်းနာတာဟာရန်ကောင်းပါတယ်ရန်ကောင်းပါဒီရော်ကြီးကဆောင်း AC တော့ညီတို့ AC တော့ညီတို့ AC ညာအဲကောင်လေးလည်းကောင်းတယ်အဲကောင်လေးလည်းကောင်းတယ်မကောင်းမို့ကောင်းတယ်ရရင်ဒါပေမဲ့ကောင်းပြန်ဆော့ပြမယ်လားတက်နေတဲ့ကောင်လေးပဲဟိုတော့တက်နေတဲ့ကောင်လေးကြီးပဲလားဘယ်သူမှတော့ဟွာရေနော်လိုမျိုးစာမတက်တဲ့လူတွေမဟုတ်ဘူးတဲ့မှာတို့ကလည်းဟိုလိုမျိုးဟုတ်တယ်ဟွာလုံးတက်ဆော့တက်တဲ့ကောင်တွေပဲပေါ့ဗျာပြောနေတာလို့စာမတက်တာပါညာတယ်ဆော့တက်တဲ့ကောင်တွေပဲဆိုတော့ဘွဲတော့ပေးနိုင်လိုက်ပါညီကို AC ပြန်လာမယ်လားပြန်လာမယ်သူတော့ဖက်အောင်ယူတော့ဘက်လိုင်းမှာရောက်နေတော့ပြန်လာမယ် guys ပါလေပြောင်းနေရတာယူဒိုကတော့မာဆဲကိုတော်နိုင်တော့မာဆဲကိုတော်နိုင်တော့ဟာညီတို့ AC လဲမှာဟေး come on guys game 2ကျွန်တော်တို့ယူတော့ကြောက်ပြက်တော့ adaptation လေးလုပ်ရမယ်ဒါတို့ game 2ဒီပတဲ့တဲ့မျောရရပါအိမ်ဝင်သားတာ AI ယူတာတော့ free control ပါဟုတ်တယ်ကိပေါ်ပါလေအရင်ပြတ်သွားမှာကွာကောင်လေးကဒီကောင်လေး timing လဲကောင်းတယ်ဆရာ timing ကောင်းတယ်ဟုတ်တယ်ဘယ်ချိန်မှာ game ရမယ်ဘယ်ချိန်မှာဘယ်လိုဖိရမလဲဆိုတော့ကောင်လေးဒါတော့တွေ့တယ်ကောင်းတယ်ကောင်းတယ်ကောင်းတယ်ဒါပေမဲ့ AC ပါကျွန်တော်ဝိုင်းကြီးလဲဘယ်လောက်ကောင်းလဲဘလို့သိတာပဲကျွန်တော်ငပိန်းနေအောင်သိတယ်ကိုယ်နှစ်ယောက်ကသိပြီးသားပဲဟုတ်ပါသိပြီးသား bro am go တို့မာတို့ပြန်ဖြည့်ရှင်းလိုက်မယ်လားနော်ပြန် am go တို့မာတို့အနေနဲ့ပြန်ဖြည့်ရှင်းပေးလိုက်မယ်ညီကိုတို့ဟုတ်တယ် drop pick ကတော့အမှန်တိုင်းပြောရင်တော့ကျွန်တော်တို့တွေ bro ကြည့်ပါပဲရင်းကိုတော့ UA နဲ့တက်ဆိုင်တော့တို့ရဲ့ဒီတို့ရရင်းလေးတွေဆော့အောင်နော်ဟုတ်တယ်ကြည့်ပါမယ်ကန်တော့မယ်လူတို့ထင်တယ်နောက်တော့ခေါင်းနဲ့ခွင်းဘီယာတွေကိုရှယ်ဘန်းတာနော်ခွင်းဘီယာတွေကိုဟုတ်တယ်တို့ကစားရဲ့ပေါ်ကတော့နီးဘီယာကိုဆက်တယ်အဲ့ဒါအမဲကောင်နေဝိုင်ကြီးကဂူနီးဘီယာလို့ချင်းအပေါ်မှာပြစ်မှာပဲရဝိုင်ကြီးကခံလိုက်ရတာပါအဲ့လို chip တွေပါကြီးအဲ့လောက်ကြီးထွက်လာမယ်တော့မထင်လိုက်ဘူးလို့ပြော chip game ဖြစ်သွား chip game last bit chip ကတော်တော်ကောင်းပါဒါကြီးဟုတ်တယ်ဒီလားဒီသူက AC ပဲlast bit chip ကတော်တော်လေးကောင်းပါနော်တော်ကောင်းပါပြီးတော့အဲ့ပကီတိုပါနေရကြောင်းလည်းပါတယ်ကိုစီအဲ့ဂိုးလင်းရတာ match man တွေပါတယ်ဆိုဒီကောင် chip ကအဲ့လောက်ကြီးလုံးလို့မရဘူးAC ပါဒီစိတ်တင်တော့ 1G ကအဲ့လိုနောက်ပွဲတွေကြာရင်ပကီတိုကတော့တဲပန်ရတော့မယ်တဲ့ဟုတ်တယ်ဟာလေးတွေပါလေလွတ်ပေးပြီးတော့လေဘယ်ဖန်လဲဘာလို့စက်ကexact ပြီနော်ဝါပြုတ်မှမရောအပြောတယ်လက်တော့မဟာလေးအဲ့လိုမျိုးလေးလွတ်ပေးပြီးတော့ပကီတိုတော့ဖန်ပကီတိုထည့်စဉ်းစားရမယ်ဘာလို့ဆိုဒီမှာဒါမှဂိုးလိမ့်မှာကြတော့ဗျာအဲ့လိုပကီတိုတစ်ကောင်ပဲရှိတာဖိုက်တာလို့ကောင်းမွန်ဆော်လို့ကောင်းနေကောင်းဆိုလို့လို့ရူဘီလာဆိုရလားမတောင်းဗျာဒီလားပြီးတော့အဲ့ပကီတိုကဘာလို့အရန်စိုးနေလဲဆိုတော့ကျုပ်စန်ဂျီအတွက်လည်းကောင်းမွန်မဖန်အောင်ဗျာတောက်လျှောက်တွေထိုးခံနေရတည်မလားသိပါတော့ဆန်ကြီးကတော့ယုံသေးရဲ့နော်ဆန်ကြီးကယုံသေးရဲ့ယုံနေတော်တော်စပိုင်အောင်ဆော်ထားနိုင်တာဆန်ဂျီကဂိုးလိမ့်မှာသူ့ကိုလာကန်တာလုံးဝမသိဘူးတခါမှမကြောက်ဘူးဗျာထိန်းတာကသူ့ potential ကိုကလောက်ကဒါတော့အရေးကြီးတဲ့အချိန်မှာ तू အဲ့ဒီ camper point ရအောင်ယူပေးသွားသေးရနော်အဲ့ဒီမင်းဟိုမှာဟိုနှစ်ကောင်တော့ဖြန်းလိုက်တာလူဘက်နာမှာနှစ်ကောင်တော့ရလိုက်သေးတယ်ဒီမှာကွာ तू တောက်လျှောက်ထိုးခံရတယ်ကွာဒါပေမဲ့ဟိုကမဖြစ်ဘူးအဓိကစန်ကြီးတစ်ခါမားသွားအဲ့ဒီယူရင်းနဲ့ဖြတ်ပြီးတဲ့အချိန် तू ဖြန်းတာတခုပဲဒါပဲနည်းနည်းလောရတာမားတက်ဆိုင်လောရတာပေါ့ဒါကိစ္စတော့မရှိဘူးတော့3-4ကောင်ကြားလေးပြေးဝင်တော့ရှော့သွားအဲ့မှာခဲတာတော့ရှိရင်တော့မစိုးဘူးခဲတာဒီခဲတာတော့မရတော့ဘာလဲစန်ကြီးကဥစား damage နဲ့တောင်းလျှောက်တော့ခဲတာတော့မရှိတော့ရှိတော့မွတ်နေရဆိုတာမွတ်နေတော်တော်မွတ်နေဒီ golden star နဲ့အဲ့ဒီမင်းစစ်ကန်တော့မနေ့ rush ပြီးသွားရတာဒါပေမဲ့အဲ့နေရာမှာဒါဗျာအဲ့လိုလုံးဝအဲ့ခဲတာကြီးဒါထွက်သွားလို့ကတော့ခဲလိုက်ရင်တော့ဒါလှသွားမှာပဲတည်းကြီးခဲလိုက်ပွဲပြီးသွားပြီဟောလဲမဝင်ဖြန်းနေဟာဒီဟုတ်တယ်ကိုလေးအဲ့ဒီပဲလေနည်းနည်းလေးလောရတာပေါ့အဲ့နေရာလေးနည်းနည်းလောရတာ
မောရင်နိုင်သွားလောက် ဝင်းနာ crown လေးသာရနေလိုက်လို့ရတော့ကွာ ဟုတ်တယ်ကိုစိ စီ နီးစက်ခဲ့တယ်တော်တော်နီးစက်တယ်ဆိုတော့ကိစ္စတော့မရှိဘူးဂိမ်းဝိုင်းပဲရှိတယ်ဟုတ်လား bro ဘကွီလိုဘန်းဆောင်တယ်ဒီကောင်လေးကဘကွီလိုဘန်းဆောင်မှရအောင် area ဖက်ပေါ့ ဟုတ်တယ် ဟောဘလင်းမှာပါရှိသေးတယ်ဆိုဘလင်းမှာ ငေါမြန်မာ first page อ่ะ hero ကမိဝင်နဲ့ဗာလေးယူသွားတယ်မာဆယ်ယူသွားအောင်နော် ဟုတ်တယ်ယူရတာ မာဆယ်ဖက်ဆွေမာဆယ်ဖက် မာဆေရတယ်သုံးတန်းကိုတင်းနေစော့ဝိုင်းကြီးပဲ running ဆော့ပြီးတော့ running ဆော့ပြီးတော့ main ဆော့ပြီးတော့ရှာနေမှာတော့ မာဆယ်ဝဲလွတ်ပြီးတော့ အရှိကြီးပဲ အမြင်များတယ်အဲ့ running ဆော့ တို့ပြန်မိညာ meta ရအာလီရန်ဖြတ်လို့ကောင်းနေတာဆိုတော့ running ဆော့တဲ့ဘိုင်းတော့မကြဘူး โอเคပြန်လာပြီ ကဲဟို အလေးပါယူသွားမှာ ဒီဘောအဲ့လိုဟိုဟာဗါတဲ့အဲ့လိုမာဆယ်ဘာညာမပစ်ပဲနဲ့အဲ့လိုမာဆယ်ပေးပြီးတော့ဟီရိုရာနဲ့တီးကြည့်လိုက်ရော ဘလိုပဲထည့်ပြီးလိုက်တယ်ကျုပ် ပြီးတော့ရလို့ရှိရင်ပကွီကိုကြောက်ကြမလို့ဘူးချလို့ရတယ် ဘာရောလဲနိုင်ပကီတို ငါနော် ပကီတိုဂိုးလိန်းဟိုကနည်းနည်းလေးစိုးနေတာဒီမှာဒါပါ ယူနဲ့ orange ဝင်ယူနဲ့တော့မစော့နေခြင်းကျွန်တော်ယူနဲ့မကြိုက်ဘူးကောင်းပြောယူနဲ့မကြိုက်ဘူးယူနဲ့မကြိုက်ဘူး ဟုတ်တယ် ကောင်းပြော အဲ့လိုကမ်မပွိုင်းရင်းအတွက်ကကြတော့ဒီကမ်မပွိုင်းပြန်ဖန်တီးပေးလို့ရမယ်ဟီရိုမျိုးကွာအဲ့လိုရူဘီတို့အားလော်တို့သိရမလားဘရက်တို့အဲ့လို initiate ပြီးတော့ဒီဖန်တဲ့ကောင်မျိုးတွေဆိုမစိုးရင်းအတွက်ကဘာလို့ဆိုကမ်မပွိုင်းရတယ်ကွာဒီကောင်အဲ့လိုဟီရိုတွေပေးတိုင်းအနည်းဆုံးတော့ flicker ဆွဲတာတွေပါနေသိရမလားအဲ့လိုမျိုး ပြီးတော့မနေ့ကဆိုရင်ဒီတာတွေရဆိုရင်ဒီကယူရင်းနဲ့နှစ်ပွဲဆိုတော့နှစ်ပွဲလုံးမနိုင်ဘူး ဘယ်လိုချုံနေလဲ ဆုံးသွားရော ဘာလို့လဲယူရင် မကန်နဲ့လေးနဲ့ဆုံးမလား ဘရက်အောင်ပြကုန်ပြီစူးယူနေရမှာတခြား